တွေထားလို့ဆိုပြီးတော့နော်ခေါင်းတွေအများနဲ့ကုန်နေရတယ်ရားတယ်ဆိုတော့လေခေါင်းတွေကုန်ဒီကြားကြားတော့မရှောင်းနိုင်ကုန်နေရတယ်ဘောက်ဖက်တွေထွက်လာတဲ့ခါကျရင်လည်းရှက်စရာကောင်းတယ်ကိုယ်တိုင်လည်းရားနေတဲ့အတွက်ကြောင့်အဆင်မပြေဘူးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ဘောက်ပြခေါင်းဆွဲလေးရှိတယ်သူကဆရာဝန်ကိုယ်တိုင်ညွှန်ကြားထားတာဘောက်ထားတဲ့လူတွေကိုဒါသုံးပါဆိုပြီးဆရာဝန်ကိုယ်တိုင်ညွှန်ကြားထားတယ်ဘောက်ဆွဲလေးဖြစ်တယ်နော်အဲ့တော့ကိုကဘောက်ပြဿနာရှိတဲ့ဆိုလို့ရှိရင်ဒါကိုဝယ်သုံးကြည့်နော်သူကဘောက်ထတာတွေဥရရားရတာတွေအကုန်လုံးတော့အရန်အဆင်ပြေတယ်နော်နောက်တစ်ခုသူကဘာကောင်းသေးလဲဆိုလို့ရှိရင်ခေါင်းအစီထွက်တဲ့သူတချို့တွေကနော်ခေါင်းအစီရမ်းထွက်တယ်နော်ကျမတို့ဆိုလည်းအစီထွက်တယ်အဲ့လိုမျိုးအစီထွက်တဲ့လူတွေဆိုလို့ရှိရင်ခေါင်းကဒီနေ့ပဲလျှော်တယ်မနေ့ပြန်ဆိုစီကတ်သွားတယ်အဲ့လိုအစီတွေနဲ့အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်အစီတွေကထိန်းပေးပါလေရှင်းအစီတွေကိုထွက်တဲ့လောက်ပဲထွက်ပြောလေအများကြီးမထွက်အောင်လေသူကအဲ့လို control လုပ်ပြတယ်နော်အရန်အဆင်ပြေတယ်နော်သူကအဓိကဘောက်အတွက်ကိုတိကျဖော်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်သပင်တော့ပြော့နေမှာတော့မဟုတ်ဘူးเนาะအဲ့ဒါကိုပြောထားပြရစီရှင်เนาะအဲ့တော့ဘောက်တွေကိုတူတူချာရှင်းပေးတယ်ပြီးလို့ရှိရင်ခေါင်းလေးကလျှော်ပြီးလို့ရှိလို့ရှင်လည်းလေအဲ့လိုမျိုးဥရပြလေးကအေးပြီးနေလို့ကောင်းတယ်เนาะအဲ့လိုမျိုးရှိတယ်ရှင်သပင်ကပြောနေမှာမဟုတ်တဲ့အတွက်ကြောင့်ပြန်ပြော conditioner တွေပါရေးသုံးလို့လည်းရတယ်เนาะဒီလိုရောင်လေးနော်ဒါအဲ့လိုရောင်လေးပါရှင်နန်လေးကတော့မှုေးနေကိုကအောက်ပြဿနာတွေဖြစ်နေရတယ်ဘောက်ထားတဲ့လူဆိုလို့ရှိရင်ဘာရှမ်ပူသုံးမပြောက်ဘူးဆိုလို့ရှိရင်ဒီရှမ်ပူလေးကိုသုံးကြည့်ပါလို့เนาะတကယ်ကောင်းပါတယ်เนาะ vaginal ဆိုရင်ချင်းကလေးတော့ဝင်ပြီးရရတယ်အော်တစ်ခုရှိသေးတယ်သူကနှစ်ဘူးဝင်ပိုဈေးသက်တာတယ်လေးဘူးဝင်ပိုပြီးဈေးသက်တာပြီးသူကပြီးနေရတယ်เนาะအဲ့တော့ကိုကဘောက်တွေတော်တော်ထားနေလူတွေလေးသက်တစ်ခါတော့အကျန်းသက်တာပါရှင် vaginal ဆိုချင်းကလေးတော့ဝင်ပြီးရရတယ်နည်းနည်း